တနေ့တာလုံးမှာအလုပ်တွေလုပ်ရမယ်အိမ်ပြင်ထွက်ရမယ်လုပ်ငန်းကိုင်တာတွေသွားရမယ်လုပ်ရမယ်သွားတဲ့အခါကျတော့အန္တရာယ်ဆိုတာကြုံတတ်တယ်accident နဲ့ပြောကြတာမမျော်လင့်မဲနဲ့ဖြစ်တာကို accident လို့ခေါ်တာအဲ့တော့အန္တရာယ်ဆိုတာတွေကိုကြုံတတ်တော့ဒီအန္တရာယ်တွေမကြုံကြရအောင်ဘာလို့ဖို့လိုအပ်တယ်လဲဆိုတာမှန်ကန်တဲ့နည်းတစ်ခုနဲ့အန္တရာယ်တွေကိုမကြုံမှုခရအတွက်ဟောဒီဒုတိယတတိယမြောက်စတုထမြောက်ခါထာလေးကမပြောတော့ဆိုတပ္ပိဗုဒ္ဓဗလပတ္တပိစိကံနိသယံပလံအရဟန္တာနိသတေစေနရက္ခံပန္နာမိသဗ္ဗတောရက္ခဆိုတာအဆောင်အရှောက်အကာအကွယ်တစ်ခုလုံးလိုက်တယ်ဒါကြောင့်မို့လို့ပြောကြတယ်ခရီးသွားလို့ရှိရင်တမ္ပုဒ္ဒေရွတ်သွားတယ်ဆိုတမ္ပုဒ္ဒေဆိုဘုရားရှိခိုးတာပဲဘုရားကိုအာယုံပြုပြီးတော့ရှိခိုးတာ